အားလုံးမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ KP နဲ့ KBZ Pay နဲ့ဘဏ်အကောင့်ကို KBZ ဘဏ်အကောင့်ကိုဘယ်လိုချိန်ပြီးတော့သုံးရမယ်ဆိုတဲ့ဟာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ KP နဲ့ဘဏ်အကောင့်ချိန်ပြီးတော့သုံးဖို့အတွက်ပထမဆုံးကျွန်တော်တို့မှာ KBZ ဘဏ်ကဘဏ်အကောင့်တစ်ခုခုရှိရမှာဖြစ်ပါတယ်ဘဏ်အကောင့်တစ်ခုခုရှိမှသာကျွန်တော် KP နဲ့ဘဏ်အကောင့်နဲ့ချိန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ဘဏ်အကောင့်မရှိဘူးဆိုလို့ရှိရင်လည်းနေ့ဆက်ကျွန်တော် KBZ ဘဏ်သွားပြီးလို့ရှိရင် KBZ Pay နဲ့ချိန်ပြီးတော့သုံးဖို့အတွက်ဘဏ်အကောင့်ဖွင့်ရှင်တယ်လို့ပြောပြီးလို့ရှိရင်ဘဏ်အကောင့်ဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်ကဘဏ်အကောင့်ရှိပြီဆိုလို့ရှိရင်ဒီမှာချိန်ဒီကတော့ဘယ်ကနေချိန်မယ်ဆိုလို့ရှိရင်ဒီမှာ KBZ Pay app ထဲဝင်ပြီးဆိုလို့ရှိရင်ဒီမှာဘဏ်အကောင့်ဆိုတာလေးနှိပ်ပေးမယ်လို့ရှိရင်ဒီမှာကွာဘဏ်အကောင့်ချိတ်ဆက်ရဆိုတာလေးကိုဒီအောက်ကအပေါင်းလက္ခဏာလေးနဲ့ဘဏ်အကောင့်ချိတ်ဆက်ရဆိုတာလေးကိုနှိပ်ပေးမယ်နှိပ်ပြီးဆိုရင်ဒီမှာကွာ KP password ရထည့်ပေးရမှာဖြစ်ပါတယ်ရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီညမှာချိတ်ဆက်လို့တော့ဘဏ်အကောင့်သမောကိန်းနံပါတ်ဖြစ်ပါတယ်ဒီညမှာကိုယ့်ရဲ့ KBZ ဘဏ်အကောင့်နံပါတ်ကိုတေချာလေးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဟိုမှာကျွန်တော်ကမားဒီယာကိုယ့်ရဲ့ KBZ ဘဏ်အကောင့်ကိုတေချာလေးရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီမှာဆက်သွားပြီးနှိပ်ပေးမယ်KP ဖွဲ့တော့ပေးရတဲ့ဖုန်းနံပါတ်တွေကိုသူ message ပို့ပေးမှာဖြစ်ပါတယ် KBZ Pay ကနေတော့ message ပို့ပေးမှာဖြစ်ပါတယ်အဲ့လို message တွေမှာဒီမှာ OTP နဲ့6လို့ပါပါတယ်။မှာ84နဲ့636 84နဲ့636 84နဲ့636 message တွေ OTP နဲ့6လို့ရိုက်ထည့်ပြီးဆိုလို့ရှိရင်ဒီမှာကိုချိတ်ဆက်မြစ်ဆိုတာလေးနှိပ်ပေးလိုက်ဆိုလို့ရှိရင်အဲဒီမှာတေးကမ္ဘောဇဘဏ်အကောင့်က KBZ Pay နဲ့အောင်မြင်စွာချိတ်ဆက်ပြီးပါပြီ။KP နဲ့ဘဏ်အကောင့်ချိတ်နေရလို့လေးပါပဲဒီလားပါပဲခင်ဗျာ။ဒါပေမဲ့ကျွန်တော်တို့ဒီမှာတတိထားမှာကတော့ KP နဲ့ဘဏ်အကောင့်ချိတ်မယ်ဆိုလို့ရှိရင်ဘဏ်အကောင့်ဖွင့်တော့ပေးထားတဲ့ဖုန်းနံပါတ်နဲ့ KBZ Pay ဖွင့်တဲ့ဖုန်းနံပါတ်ကထပ်တူညီရပါမယ်။ KP ဖုန်းနံပါတ်တစ်ခုတည်းဖြစ်ရပါမယ်။ဖုန်းနံပါတ်မတူဘူးဆိုလို့ရှိရင်လည်းချိတ်လို့မရပါဘူး။ဒါမှမဟုတ်ကိုယ့်ရဲ့ KBZ ဘဏ်အကောင့်ကလည်းကိုယ့်ရဲ့အကောင့်ကိုချိတ်မယ်ဆိုလို့ရှိရင် KBZ Pay ဖွင့်ထားတဲ့ KBZ အကောင့်ရဲ့နောက်မယ်နဲ့ဘဏ်အကောင့်ရဲ့နောက်မယ်လည်းထပ်တူညီဖို့လိုပါတယ်။အဲ့တော့ကျွန်တော်ရှင်းပြပြောမယ်ဆိုလို့ရှိရင် KP နဲ့ဘဏ်အကောင့်ချိတ်ဖို့အတွက်ဘယ်လိုချက်လက်တွေတူညီရမယ်ဆိုလို့ရှိရင် KP ကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ KP ကောက်ဖွင့်ထားတဲ့နောက်မယ်နဲ့ KBZ ဘဏ်ရဲ့ဘဏ်အကောင့်နောက်မယ်နဲ့ဘဏ်ကောက်ဖွင့်တော့ပေးထားတဲ့ဖုန်းနံပါတ်နဲ့ထပ်တူညီရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘဏ်မှာဘဏ်စာအုပ်တက်ဖွင့်ပြီဆိုလို့ရှိရင်သူတို့အသေးချာလေးပြောဖို့လိုပါတယ်ဘဏ်စာအုပ်နဲ့ KBZ Pay နဲ့ချိတ်သုံးခြင်းနဲ့ဆိုပြီးတော့ဘဏ်ကောက်ဖွင့်တဲ့ချိန်မှာဘဏ်ဝန်ထမ်းလေးကိုအသေးချာလေးပြောပြပေးဖို့လိုပါတယ်ဒီဘဏ်ကောက်ဖွင့်တဲ့ချိန်မှာဖုန်းနံပါတ်တောင်းပါလိမ့်မယ်အဲ့ဖုန်းနံပါတ်ပေးတဲ့ချိန်မှာလည်းကို KP ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုအသေးချာလေးပြောဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့ KP နဲ့ဘဏ်ကောက်နဲ့ချိတ်ပြီးတော့သုံးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘဏ်ကောက်ချိတ်ပြီးဆိုလို့ရှိရင်ဒီဘယ်လိုသုံးလို့ရလဲဆိုလို့ရှိရင်ဘဏ်ကောက်ကပတ်စံကို KBZ Pay နဲ့ရွှေ့လို့ရတယ်လို့ KBZ Pay ရဲ့ပတ်စံကိုလည်းဘဏ်ကောက်ထဲပြန်ရွှေ့ပြီးသုံးလို့ရပါတယ်အဲ့တော့ရွှေ့နေတွေကတော့ကျွန်တော်ဘယ်လိုသုံးရမလဲဆိုလို့ရှိရင်ဘဏ်ကောက်တွေကပတ်စံကို KP နဲ့ရွှေ့ချင်တယ်ဆိုလို့ရှိရင်ဘဏ်ကောက်မှငွေလဲဆိုတာလေးနှိပ်ပေးမယ်အဲဒီမှာကိုယ့်ရဲ့ဘဏ်ငွေလဲကြံကိုဘဏ်ထဲငွေလဲကြံကိုဖော်ပြပေးနေပါလိမ့်မယ်အောက်မှာနောက်တစ်ခုကဒီမှာကိုရွှေ့ချင်တဲ့အမကိုဒီမှာရလို့ရတယ်ဘဏ်စာဝတ်နေ KP ရှိမှဆိုလို့ရှိရင်အများဆုံးတစ်ကြောင်းကို10သိန်းထိရွှေ့လို့ရပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်ဘဏ်ကောက်ကနေ KBZ Pay ကိုတရက်ကို350ရွှေ့လို့ရပါတယ်ဒါပေမဲ့တစ်ခါရွှေ့တဲ့တစ်ချိန်ရွှေ့ရဆိုလို့ရှိရင်တစ်ချိန်ကိုအများဆုံး10သိန်းထိပဲရွှေ့လို့ရပါတယ်အဲ့တော့ကိုရွှေ့ချင်တဲ့အမဒီမှာရဥမာ OK ပေးပြီးတော့password ရပြီဆိုတာနဲ့ဘဏ်ကောက်တွေကပတ်စံကို KP တဲ့ကိုရလာမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော် KP တဲ့ပတ်စံကိုဘဏ်ကောက်တွေပြန်လွှဲချင်တယ်ဆိုလို့ရှိရင်အောက်ကဘဏ်ကောက်တို့ငွေလဲရဆိုတာလေးကိုနှိပ်ပေးမယ်အောက်ကလက်ကျန်ငွေဆိုတဲ့နေရာမှာကိုယ့်ရဲ့ KBZ Pay ရဲ့ငွေလဲကျန်ဖော်ပြပေးနေမှာဖြစ်ပါတယ်ဒီမှာလည်းအဲ့ဒီတိုင်းမှာပဲသူတစ်ခါတစ်ချိန်လွှဲလို့ရှိရင်အများဆုံး10သိန်းထိလွှဲလို့ရပါတယ်KP ကနေဘဏ်ကောက်ကြတော့တရက်ကို300ထိလွှဲလို့ရပါတယ်ဒါမဲ့10သိန်းထိပဲ free ရပါတယ်10သိန်းကျော်ရင်နောက်တစ်ချောင်းဆိုလို့ရှိရင်တစ်ချောင်းအောင်1000ချက်ချက်ကအနေနဲ့တစ်ချောင်း1000သူကောက်ပါလိမ့်မယ်10သိန်းထိပဲ free ရပါတယ်မလွှဲလို့ရတဲ့ပမာဏကတရက်ကို300ထိလွှဲလို့ရပါတယ်တစ်ချိန်လွှဲ10သိန်းပေါ့နော်အဲ့တော့ဒီမှာဆိုကိုလွှဲချင်တဲ့အမောက်ကိုရိုက် OK နဲ့ခုနအတိုင်းပါပဲဒီမှာ password ရရပြီဆိုတာနဲ့အလူကနံပါတ်ရရပြီဆိုတာနဲ့ဟို KP ကနေဘဏ်ကောက်တွေကိုငွေလဲပြီးသားဖြစ်ရပါတယ်အဲ့တော့ကျွန်တော်အခုပြောပြပေးပါတဲ့ KBZ Pay နဲ့ဘဏ်ကောက်ချိတ်သုံးနေတဲ့အကြောင်းကိုအားလုံးလည်းနားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ပါတယ်အကယ်၍နားမလည်တာနဲ့သိချင်တာရှိရင်လည်းဒီဗီဒီယိုအောက်က comment မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါခင်ဗျာ